Hello မင်္ဂလာပါကျွန်တော်ကတော့ဒီဗီဒီယိုမှာတော့ကျွန်တော်ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ဒီပေါ့နော်idiom လေးသင်ပေးခြင်းတယ်ဒီ idiom တွေကကျွန်တော်တို့ဒီ IELTS display မှာဆိုရင်လည်းဒါဒီစကားလုံးလေးကိုအသုံးပြုလို့ရတယ်ပေါ့နော်ပထမဆုံး idiom ကတော့ကျွန်တော်တို့ဒါပေါ့ fist ပေါ့ကြက်ဆုပ်တာ tight fisted လို့ခေါ်ပါတယ်tight fisted ဆိုတာကကျွန်တော်တို့မြန်မာလိုတော့ဘယ်လိုအဓိပ္ပာယ်ရဆိုကြက်ပေါင်းဆုပ်ထားတယ်လို့ဆိုနှမျောတယ်လို့ပေါ့ဗျာနှမျောတယ်ဆိုတော့သူကတော့တအားနှမျောတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာသုံးလို့ရလဲဆိုတော့ he tight fisted stingy တို့ mean တို့လည်းသုံးလို့ရပါတယ်သို့တော့လည်း tight fisted ကတော့ကျွန်တော်နည်းနည်းညင့်တဲ့စကားလုံးလေးပေါ့ဗျာကျွန်တော်တခြားဘယ်လိုပြောမလဲသုံးနေတဲ့စကားလုံးနဲ့ဆိုင်ဒီစကားလုံးကသုံးလုံးကောင်းတဲ့စကားလုံးနောက်တစ်ခုကတော့ကျွန်တော်တို့ဒါပေါ့ thick skin ပေါ့ thick ဆိုတာထူတာ skin ဆိုတာအသားရည်ထူတဲ့အသားရည်ဆိုတော့မြန်မာလိုပြောတော့ပြောဆိုဝေဖန်ခံနိုင်တယ်ပေါ့ဗျာကျွန်တော်မြန်မာလိုပြောတော့ I'm thick skin လို့ပြောလိုက်လို့ရှိရင်သူအဝေဖန်ခံနိုင်တယ်သူကြိုက်တယ်လို့ပြောဘာလို့ဆိုအသားရည်ထူတာဟုတ်ဟုတ်မနော်သူရဲ့စကားလုံးပေါင်းက THICKSKINNED ပါ ED လေးထည့်ပြမယ်နောက်တစ်လုံးကတော့ဒါပါ faced အဲ့ဒါ two face လို့ခေါ်ပါတယ် two face ဆိုတော့ကျွန်တော်ပြောချင်တာတော့မျက်နှာနှစ်ခုနဲ့လို့ပေါ့ဒါက EDM လို့ဆိုတော့ဓာတ်ရိုက်ပြန်တော့မျက်နှာနှစ်ခုပေါ့တိုးတော့လေကျွန်တော် EDM မှာချက်ပါလို့ဆိုတော့မျက်နှာများတဲ့လူလို့ပြောရင်လည်းရပါတယ်ဒါပေမဲ့ဘယ်လိုပြောမလဲကိုရှိမှတော့ကောင်းပြီတော့ဗျာကိုနောက်ွယ်ရမှာကျွန်တော်ကိုမကောင်းကြောင်းပြောတယ်လို့ဆိုတော့ his two face လို့ပြောလို့ရတယ် two face မှာလည်းဒီမှာတတိထားမှာကသူကဂျားမှာ hyphen လေးပါတယ်နောက်မှာ ed လေးထည့်ပြနော် d ပေါ့ဒီမှာ face လေးထည့်ပြပဲနောက်တစ်ခုကတော့ပေါ့ကောင်းကြီးတယ်လို့ပေါ့ big headed ဆိုလို့ရှိရင်မြန်မာတော့ဘုံဝင်မြင့်တယ်လို့ပေါ့ဗျာသူကိုယ်သူဆရာကြီးထင်တယ်လို့ဆိုရင် big headed ဒီမှာလည်း head တဲ့နောက်မှာ ed လေးထည့်ဖို့မမေ့ပါနဲ့နောက်တစ်ခုကတော့ကျွန်တော်မရှိတော့ဘူးဘာလို့ဆိုတော့ big headed ဖြစ်နေbig headed ဆိုတော့ big headed headed big headed ဆိုတော့ဝက်ကောင်းပေါ့ဗျာဝက်ကောင်းဆိုတော့ကြီးတာတော့မဟုတ်ဝက်ကောင်းဆိုတော့ကျွန်တော်တို့ဝက်ကောင်းကမာတယ်ထင်တယ်ဘာလို့ဆိုတော့အင်္ဂလိပ်လိုမှာသူတို့ဘယ်လိုယူဆထားလဲဝက်ကောင်းလို့ပြော he is big headed လို့ပြောရင်ကျွန်တော်ဗာအဓိပ္ပာယ်ယူထားလဲဆိုခေါင်းပါတယ်ဒီကောင်တော့ပြောလဲရမှာမဟုတ်ပါဘူး you know don't try to change his mind because he's very big headed he's very obstinate ဒါတဲ့ရဲ့စကားလုံးအဲ့ဒါကိုမသုံးရင်ကျွန်တော် idiom သုံးရင် big headed ဆိုတဲ့စကားလုံးကိုသုံးလို့ရပါတယ်ဒီစကားလုံးတွေကဆိုလို့ရှိရင်ကျွန်တော် conversation မှာတော်တော်များများသုံးပါတယ်ကျွန်တော်ရုပ်ရှင်တွေကြည့်ရင်လည်းဒီစကားလုံးတွေတွေ့ပါလိမ့်မယ်ဟုတ်ကဲ့ဗျာကျွန်တော်ဒီဗီဒီယိုကြည့်ပြီးတော့ဒီစကားလုံးလေးတွေရတယ်အသုံးဝင်နေဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်လည်းဗီဒီယိုလေးလုပ်ပေးပါအောင်ပါဗျာကျေးဇူးတင်ပါတယ်